ဒီတပင်လေးကတီးတာပါပင်တပင်လေးနဲ့သွားဝါဝါဒါကြိုင်ငါပဲဒီကကြိုင်ငါတီးပဲရှယ်ပဲဒီမှာဒါတမော်ဒီပင်ပြုံမျိုးကျဲလာတာတမော်ဒီမျိုးထားငရုတ်ပဲဒါတော့ဆေးပဲပေါ့ကြောပေါင်း1000ဆေးပဲမျိုးပွားလာတာအပင်ပွားလာတာဒါထောပတ်ပဲဒါအော်စီချမော်လေချမော်အော်စီချမော်အော်စီချမော်ကောင်းတယ်စားလို့ကောင်းတယ်တော်တော်ကောင်းတယ်ဘာကြည့်ထောပတ်ပဲဟုတ်ပဲဒီမှာတံမယာပဲကွာတံမယာပဲမှာစိုက်ထားတာတံမယာပဲသူကတိတ်မတက်ဘူးကွာတော်တော်ကြီးပြီအပင်တော်တော်ကြီးပြီတိတ်မတက်ဘူးဒါငရုတ်ပင်ပြိုးတာလားရုပ်ပင်ပြိုးတာဒီမှာတမောပင်ကြီးကွာတမောပင်ကကိုခုတ်လိုက်ပြီးတော့ဘေးကနေအပင်နေအတက်တွေထွက်လာတော့ခုတ်လိုက်ပြီးတော့ဒါဆိုရင်အများကြီးပွားလာမယ်လေအဲဒီမှာဒါငရုတ်ပင်ရုပ်သီးတွေနဲ့ငရုတ်ပင်စိုက်ထားတာအစီမအပြင်းပြေပါကွာမကြည့်ရောရုပ်ပင်ဒါဇဗလင်တော့ပါလေဟိုမှာငပြောပင်ဟိုကကင်းမုံပင်နော်ကြီးလာလို့တတ်ထားတာဒါကပြင်းတော့တိန်ကွာပြင်းတော့တိန်ရွက်ပြင်းတော့တိန်ခေါ်ပါကလပွေးလားပြင်းတော့တိန်လားအဲ့ရွက်ကွာတို့စားလို့လည်းကောင်းတယ်ကွာဒီမှာသွားလေဟိုစီချမောင်ရဲ့အသီးတွေကျွေကြပြီးတော့ကျွေကြပြီးပေါက်တယ်အများကြီးပေါက်တယ်ကွာဒါဆိုစားပါလေချမောင်ဒါကျွေကြပြီးပေါက်တယ်အပင်တွေကွာဒီမှာလေအများကြီးဟိုစီချမောင်တို့ပေါ်တင်လာဒါဘူးပင်နဲ့ပဲသေးစေကျန်တဲ့မှာစားလို့တောက်လို့ရတာပေါ့ကွာပြန်ဆိုင်တယ်လေဝါသနာပါတယ်ကွာဒီတပင်လေးကတီးတယ်ကွာဒီမျိုးယူရမယ်ဒီကလေဒီပင်ကျင်းမျိုးယူရမယ်ဒီဘူဒီမျိုးယူမှာနောက်ဆုံးစိုက်လို့လွယ်လေโอเคအကြည့်Yeah, okay.